မင်္ဂလာပါကျွန်တော်နာမည်ကထူရလွင်ပါကျွန်တော်ကဒီပွဲလေးကိုဒီနေ့က chess အဖြစ်နဲ့လာတော့တက်ရောက်ဖြစ်တာပါခင်ဗျာဟုတ်ဒီနေ့ပွဲမှာတော့3ယောက်လောက်ကထူးချွန်ထက်မြက်တဲ့သူတွေများတယ်ပေါ့နော်ဒီမှာလိုအပ်ချက်လေးလည်းရှိရတယ်ရှိရဲအားသာချက်တွေလည်းအများကြီးရှိကြတဲ့သူလည်းရှိကြတာပေါ့နော်အဲ့တော့ခါကျတော့အဲ့ထဲမှာမှတိုင်းရင်သူလေးတွေပါကြတယ်အဲ့လိုမျိုးပေါ့ကရင်တိုင်းရင်သူလေးတွေရခိုင်တိုင်းရင်သူလေးတွေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးနဲ့ဒါစီးဝင်တာလေးပြပြတာပါခင်ဗျာဟုတ်အကုန်လုံးမထင်မှတ်ထားတယ်ပေါ့နော်ဒီ performance တွေ production တွေအများကြီးကျွန်တော်တို့ဖြစ်နေပါတယ်အဲ့အတွက်လည်းခုချိန်မှာကျွန်တော်တို့ခုလေးကစပြီးတော့ပေါ့နော် schedule တွေလှုပ်ဆောင်ရမယ့်အရာတွေနဲ့အများကြီးဖြစ်နေရဖြစ်တဲ့အတွက်အကုန်လုံး surprise ဖြစ်ပြီးတော့ဒါ patient fan တွေအကုန်လုံးအားရနဲ့နှစ်တစ်နှစ်ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ဟုတ်အဓိကကတော့ကျွန်တော်တို့ကဒီအလှမယ်သဘောကျတယ်အလှမယ်တွေအားပေးတဲ့ fan တယောက်ပေါ့နော်အဲ့ fan တယောက်ကနေပြီးခုချိန်မှာကိုက national director တယောက်ဖြစ်လာတဲ့အခါကျရင်ကိုနိုင်ငံကဒါမျိုးသမီးလေးတွေကနိုင်ငံတကာမှာတွားရောက်ရှင်ပြိုင်တဲ့အခါမှာဘယ်လောက်ထိတော်ကြတယ်ထက်မြက်ကြတယ်ဘယ်လောက်ထိလှပကြတယ်ဘယ်လောက်ထိထူးချွန်ကြတယ်ဆိုတာမျိုးကျွန်တော်တို့ကချပြနေရဖြစ်တဲ့အတွက်ဒါကိုလည်းဂုဏ်ယူတယ်ကိုနိုင်ငံအတွက်ကောဒါအားပေးကြတဲ့ပြည်သက်တွေအတွက်ကောဂုဏ်ယူပါတယ်လို့အော်ရှင်နေရွှေကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့ရှင်နေဒီရွှေလိုမျိုး channel တွေ application တွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့လိုအလှမယ်ချစ်ကြတဲ့ fan တွေအနေနဲ့ဒါဒီရှင်နေဒီရွှေ channel ကနေပြီးတော့နိုင်ငံတကာပွဲတွေရောပြည်တွင်းပွဲတွေရောတိုင်းရလိုက်အနေနဲ့ကြီးရှိခွင့်ရမယ်နောက်ခါကျတော့ဒါဒီ channel ကနေပြီးတစ်ဆင့်ပေါ့နော်အများကြီးပြည်သက်အနေနဲ့ဘူးတူတိုက်အများကြီးရမှာဖြစ်တဲ့အတွက်ဒါ channel ကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့အဓိကကတော့အိမ်ထဲမှာပဲအမြဲတမ်းပုံမနေပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဒါပညာတွေစွမ်းရည်တွေအကုန်လုံးဒါချပြဖို့အတွက်ဒါဆင်ရှိကိုရှောက်လန်းခဲ့ပါလို့ကျွန်တော်တို့ကလည်းအမြဲတမ်းကြိုးဆိုနေပါတယ်ကျွန်တော်နဲ့ Additionality ရွှေ channel ရအောင်ပေါ့နော်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့ Additionality ရွှေ channel အပြင်ကိုပေါ့နော် application လည်းမကြခင်ပြည်သက်တွေရှိကိုရောက်ရှိလာတော့မှာပါအဲ့ခါကြလို့ရှိရင် Additionality ရွှေ application ကနေကျွန်တော်တို့မိစုဒီဘက်မြန်မာရဲ့ daily activity တွေ reality show တွေကိုတိုင်းရလိုက်ကြည့်ရှုနိုင်မယ့်အပြင်ကျွန်တော်တို့ရဲ့အလှမယ်တွေရဲ့ဒါ fan book တွေကိုပါပေးရမှာဖြစ်တဲ့အတွက် application ထွက်လာတဲ့ခါရင်လေကြာရင်လေ download လုပ်ပြီးတော့ခါကျအားပေးဖို့မေးကြဖို့ဒီနေရာကနေကျွန်တော်ကထပ်လောင်းပြောကြပါရစေခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်